အားလုံးပဲမင်္ဂလာပါ This Moment Zone ရဲ့ Audio Book အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုသက်ပါဒီနေ့ဖတ်ပြခြင်းတဲ့ article လေးရဲ့နာမည်ကတော့ပိုကောင်းတဲ့ဘဝကိုရွေးချယ်နိုင်စွမ်းဆိုတဲ့ article လေးပဲဖြစ်ပါတယ်ပိုကောင်းတဲ့ဘဝကိုရွေးချယ်နိုင်စွမ်းကျွန်တော်တို့ရဲ့ဘဝကိုရွေးချယ်မှုတွေနဲ့ဖွဲ့စည်းထားပါတယ်အတိတ်ကကျွန်တော်တို့လုပ်ခဲ့တဲ့ရွေးချယ်မှုတွေကလက်ရှိမှာအကျိုးအနေနဲ့ဖြစ်လာတယ်။ပစ္စုပန်မှာပြုလုပ်လိုက်တဲ့အကြောင်းတရားတွေကလည်းအနာဂတ်မှာအကျိုးတရားအနေနဲ့ပြန်ပြီးတော့ပေါ်လာမယ်။ဒီတော့ပိုကောင်းတဲ့ဘဝကိုရွေးချယ်နိုင်ဖို့ဆိုတာဟာလက်ရှိပစ္စုပန်မှာအများကြီးသက်ဆိုင်နေပါတယ်။လူတစ်ယောက်ရဲ့95%သောအတွေးတွေစကားတွေအပြုအမူတွေဟာအကျင့်ပါနေလို့မသိစိတ်ကနေသတိမရှိပဲလုံနေကြတာများပါတယ်တဲ့ဆိုတော့ကျွန်တော်တို့ဟာသတိမရှိတဲ့အချိန်မှာအတိတ်ကလုပ်ခဲ့တဲ့အကျင့်ပါနေတဲ့ရွေးချယ်မှုတွေကိုပဲထပ်ခါလုပ်မိနေကြတာပါသတိမရှိတဲ့အခါပိုကောင်းတဲ့အရာကိုရွေးချယ်နိုင်စွမ်းမရှိပါဘူးဥပမာအလင်းစလိုချလိုက်တဲ့ဆုံးဖြတ်ချက်ထက်အချက်အလက်ကြတေးချာစဉ်းစားပြီးချတဲ့ဆုံးဖြတ်ချက်ကပိုကောင်းတယ်ဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့သတိရှိမနေရင်အဲ့ဒီလိုစဉ်းစားနိုင်မှာမဟုတ်ပါဘူးဒေါသအလျောက်ပောက်ကွဲပြီးတော့မှငါအဲ့ဒီတုန်းကအဲ့လိုမလုပ်ခဲ့ရင်ကောင်းသားလို့နောင်တရခဲ့ကြသူတွေတွေ့ဘူးမှာပါဒါဟာသတိမရှိတဲ့အတွက်ပိုကောင်းတဲ့ရွေးချယ်မှုကိုမရွေးချယ်နိုင်ခဲ့တာပါပဲတူညီတဲ့ရွေးချယ်မှုတွေပဲလုပ်နေရင်တူညီတဲ့အကျိုးရလဒ်တွေပဲထွက်ပေါ်လာမှာမလွဲပါဘူး။ဒါကြောင့်ပြစ္ဆုတ်ပံမှာသတိရှိဖို့အင်မတန်အရေးကြီးပါတယ်။ပြစ္ဆုတ်ပံမှာသတိနဲ့နေတဲ့အခါပြင်ပကလှုံ့ဆော်မှုတွေကြုံလာရင်အကျင့်ပါနေလို့တုံ့ပြန်မိတဲ့တုံ့ပြန်မှုတွေကိုထိန်းနိုင်လာပါတယ်။ဒေါသစိတ်ဖြစ်သွားရင်တောင်မှဒေါသဖြစ်တာကိုသိပြီးဒေါသအလျောက်အော်ပြစ်လိုက်တဲ့ရွေးချယ်မှုကိုရွေးမိတော့မှာမဟုတ်ပါဘူး။သတိရှိနေတဲ့အတွက်ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုကိုအစားထိုးနိုင်လာပါလိမ့်မယ်။သတိရှိနေတဲ့အခါအကျင့်ပါနေလို့လုံးမိနေတဲ့ရွေးချယ်မှုအဟောင်းတွေကဖောက်ထွက်လာနိုင်ပါတယ်။ဒီအလေးကျင့်ဟောင်းတွေပတ်တန်ဟောင်းတွေနေရာမှာပိုကောင်းပြီးအသိဉာဏ်နဲ့ရှင်တဲ့ရွေးချယ်မှုတွေကိုလုပ်နိုင်လာပါတယ်။အဲ့လိုလုပ်နိုင်တဲ့အတွက်ကြောင့်လဲလွတ်လပ်မှုပိုရှိလာပါတယ်။ဒီကနေမှတစ်ဆင့်မိမိတို့ရဲ့ဘဝကိုပါပိုကောင်းအောင်ဖန်တီးနိုင်လာပါလိမ့်မယ်။ပိုကောင်းတဲ့ဘဝကိုရွေးချယ်နိုင်စွမ်းဆိုတာဟာသတိနဲ့နေတဲ့အလေးအကျင့် mindfulness လေ့ကျင့်သူတွေရရှိနိုင်တဲ့အကျိုးကျေးဇူးတွေတွေကတစ်ခုပါပဲ။ဒါကြောင့်အားလုံးကိုအချိန်ရတိုင်းသတိနဲ့နေတဲ့အလေးအကျင့်လေးတွေလေ့ကျင့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ကိုသက်ကျော်